လာရောင်မုန်တိုင်း for we သူမနဲ့ငါရှင်ပြန်ထားမြောက်လာသူတွေပေါ့ညရည်စီချောင်းလေးပေါ်ကတည့်ရွက်တရားကိုဖြတ်ခါသူဤတန်ရာတွေကိုယူရကိုယ်တန်ရာမှာသူနာကြည့်တည်တရာလျှောက်လာကြတယ်တို့မှာပြန်စရာအတောင်လည်းရှိတယ်ခုံနာစရာကဘာကြီးလည်းရှိတယ်ပုံးကွယ်ရာမေတ္တာကူနှမ်းလည်းရှိတယ်လူတွေရဲ့ဆူဆန်းအားကြမဲ့ရွေတဲ့မျက်လုံးတွေထဲမှာအာပါတရားအိတ်ကြမယ်အပူမြင့်ကြောင်းတကောင်းခက်မှစီးစင်းငါတို့ရင်တွင်းမှာပြဘဝဟာမီးလောင်ငုတ်လောက်စုပ်ရက်တွေပွားရောင်ရဲ့တပေါင်းလာပြညရဲ့အလင်းရောင်အေးအေးလေးကိုကြောမိလို့တခါတခါလက်ဖေးခါခါတဲ့ဝင်ထိုင်တခါတခါဒူးရညိုညိုတဲ့ဝင်နာအတန်မဲ့စကားတွေဖောင်းဖွဲ့အနမ်းတွေနဲ့ကိုပိုင်တကြံလေးကျင်းပါတယ်မျက်လုံးအစုံမှာရီဝေအောင်ဆိုင်နေတဲ့မထီမဲ့မြင်တယောငွေလေးကိုလည်းချစ်တယ်မန်ပါပါ secret ခဲနေတဲ့တေးလေးစိတ်လေးကိုလည်းချစ်တယ်ခန္ဓာကိုယ်ပုံအိပ်ပြီးဟဟပပရှိုက်ငယ်ငိုကြီးဟန်လေးကိုလည်းအထိတ်တလန့်ချစ်ရတယ်ဒလီဟောင်းကျိုးပွဲမစွတ်မီရွတ်သွတ်သွားရှာသောအချစ်များမြို့ပြလမ်းကြားကအနံ့အသက်စီပူအိုထက်ကမနှက်ခင်းအနက်ရောင်တက်ပြင်းများဖို့လိုက်ကျိုးတိုက်တကားမပွင့်ခင်လေးမှာပေါ့လာဘဝလေးကမွေးသလားပေါ်တရားလက်ရန်လေးလည်းမွေးတယ်ငိမ့်သက်နေတဲ့တင်မောကြီးလည်းမွေးတယ်ဟိုးတလားပကံမြင်ကွင်းလေးလည်းမွေးတယ်ပါရီညနေခင်းထက်သူ့ကိုတင်နန်လေးကမွေးပေရဲ့ကဘာဦးကအတန်လေးလားတခွန်းနဲ့မှတခွန်းနဲ့ရဲ့ကိုနှလုံးသားရဲ့အိတ်ချင်တယ်ဟိုကွယ်ဝစ်စားဖုန်ခါမျက်နှာတစ်လိုက်ကြကန္နာဝရထဲကအိုရီစစ်မှာပြိုနှုတဲ့နှလုံးသားတွေပွင့်တယ်တဟေတီဒါမှမဟုတ်အင်နဖရီရေအိုင်ကျွန်းလေးဒုံးနဲ့ဝေးလုံးလာတယ်နှလုံးသားတွေကိုသွားကြမယ်ဒါလိုက်မြင့်လေပြညစ်ညစ်ရေပေါ်ကပတ်တီးတို့များလှေစည်းကြလိမ့်မလားကိုရှိုက်ဖို့ရေးလိုက်ကြတယ်ဘသူမှရေမကူးတတ်ဘူးကွယ်ည7 နာရီရွှေတကုံပွဲတော်ခေါ်တန်တက်အမတ်30ဘတ်ကားမှာ2ယောက်ထဲလူတွေထဲရောက်ရပြန်ပြီမိနေအိမ်မှာတင်ကြိုင်းအရိုင်းခက်မှယနေ့များတွချပါတာရှာခင်အသက်ရှိနေသောအလေခက်ချိန်လုံးရက်ဆက်ရုံမာဆုံးမျက်နှာပြင်ချုံမှုခဏမြလွတ်ကျွပြရသည်ရှင်မြေတော်ငြိမ်သက်ညောင်ရွက်ဂီတာလွဲသိပ်အစ်ချင်စိတ်လေးကွယ်လို့အာယုံကုံရက်ဖြန့်ကျက်ရန်ရည်တန်လွင်လွင်လေးတွေနဲ့ရက်ရအောင်သူ့ခြေထောက်ကຫນွေဦးမနက်မတ်လ29ရက်ထွက်သက်ဝင်သက်ပြင်းထန်ညှဉ်းဆန်အရာကဘာမြေအပူဒီခေတ်လူတွေရဲ့မျက်နှာမှာတို့ခွာချထားခဲ့မယ်ကန်တော်ကြီးအစိမ်းချင်းဆက်သောမျက်လုံးများမှာအရေးထင်မျက်ခင်းပြင်ရှက်ဖွယ်ကြောပြင်တွေအောင်မှာရီမောငုံကိုင်းလို့မနှက်စာနောက်ညစာမစာဘူးတော့ကိုမငုံမိအောင်ထိန်ချုပ်သမင်းတွေပုတ်ထုတ်လိုက်ရဲ့အစင်လာတွေနဲ့ဝေးရစီညအဝါဟာပွဲတော်လမ်းမတစ်လျှောက်တိုးကျိတ်ငြိမ်သက်နေသောတင်းချိုင်းကိုလူသူမဲ့လမ်းကြားလေးကိုဖြတ်ကျော်အရေးနှစ်ခုပေါ်မှာလျှော့ဆင်းသူ့ချေရင်မှာခွေချသွားတယ်လူစည်းကပ်မှုများဖွာလန်ကျဲအစအနာနှုတ်မဆက်ကြစုံနဲ့ကွယ်ပင်လေပြင်အစီဝိတ်ဒီရေကရွှေ့သွားပေလိမ့်မယ်ဖော်ဝေး